Hola everyone အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ teacher တို့မနေ့တုန်းက order pay အကြောင်းလေးလေ့လာခဲ့ပြီးပေါ့နော်အမှတ်ခေါ်တာလေးတည်သွားပြီဒါဆိုရင်ဒီနေ့ teacher တို့ graph ဆွဲကြမယ် line ဆွဲကြမယ်ပေါ့line ဆွဲဖို့ဆိုရင်အရင်ဆုံး teacher တို့ဒီ equation လေးကြည့်အောင်ဒီမှာဆိုရင် teacher တို့ y equal to 3a plus 1 x ရဲ့ exponent က teacher တို့1ပဲရှိရပေါ့နော် x ထက်ညွန်1ပဲရှိရဲ့ equation လေးကို teacher တို့က linear equation လို့ခေါ်တယ်ဆိုတော့ linear equation လို့ခေါ်ရပေါ့နော် linear equation မှာ teacher တို့ကအမှတ်တွေရှာပြီးတော့မှ line ဆွဲတဲ့အခါမှာ teacher ရဲ့ graph က straight line ထွက်တယ်ပေါ့နော်နောက်ပြီးတော့ teacher တို့လေ့လာရမှာတစ်ခုရှိသေးတယ်အဲ့ဒါကကြတော့ teacher တို့က ax square plus bx plus c သူကကြတော့ x ရဲ့ power က2ထပ်သူ့ကြာ teacher တို့က quadratic equation လို့ခေါ်တယ်ဒီမှာမတင်ရသေးဘူး quadratic equation ဆိုရင် teacher တို့ပုံဆွဲတဲ့အခါကျရင်လေဒီလိုမျိုးပါစောက်ပုံတို့ခန်းငယ်ပုံတို့တွေ့ဖို့ကြမယ်ထင်ပါတယ်အဲ့လိုမျိုးပုံလေးထွက်တယ်ပေါ့နော်ဒါကဒီမှာမတင်ရသေးပါဘူးလောလောဆယ် teacher တို့ဒီ linear equation ကြောင်းလေးဆက်သွားကြမယ်ပေါ့နော်ခုနပြောသလိုမျိုး teacher တို့ကပုံဆွဲဖို့ဆိုရင် straight line ထွက်ဖို့ဆိုရင်အနည်းဆုံးအမှတ်ဘယ်နှမှတ်တည်ရမလဲဆိုရင်2မှတ်တည်ရမယ်โอเคနော်အဲ့တော့အဲ့2မှတ်ကိုဘယ်လိုရှာကြမလဲဘယ်လိုရှာကြမလဲဆိုရင်အရင်ဆုံး teacher တို့ဒီမှာ y equal to 3a plus 1ကိုကြိုက်တဲ့အမှတ်တစ်ခုအစားသွင်းပြီးတော့ရှာလို့ရတယ်အခုဒီမှာဆိုရင် teacher က let 8 equal to 0ထားပြီးတော့မှ y ကိုရှာမယ်ဒါဆိုရင် y equal to x နေရာမှာ teacher 0ထည့်မှာဆိုတော့ y တန်ဖိုးက1ဒါဆိုရင် teacher က x တန်ဖိုးက0ယူပြီးတော့ y တန်ဖိုးက1ထွက်တာမလို့သူ့ရဲ့အမှတ်က 0,1 ဖြစ်သွားမယ်အဲ့လိုပဲနောက်တစ်မှတ်ကို teacher က let 8 equal to 1လို့ထားလိုက်မယ်1လို့ထားလိုက်မယ်ဆိုရင် y equal to 3x နေရာမှာ1 plus 1ဆိုတော့ဖြေက4ထွက်မယ်ဒါဆိုရင် teacher ရဲ့အမှတ်က x နေရာမှာ1ထားပြီးတော့မှ y တန်ဖိုးက4ထွက်သွားတာမို့လို့ 1,4ဒီမှာကအမှတ်ချပြီးတော့မှ line ဆွဲပြရတာပေါ့နော် exam မှာဆိုရင် teacher တို့က line ဆွဲပြပြီးစရာမလိုအမှတ်ချပြီးတော့မယ်ဒီလိုမျိုး question ပုဒ်စာလေး exam မှာမေးတတ်တယ်ပေါ့နော်သူက equation ပေးထားပြီးတော့မှ teacher တို့ plot ချဖို့တက်ရှာခိုင်းတာအဲ့ခါကျရင်ကိုအမှတ်2မှတ်ရှာပေးရမယ်အဲ့ခါကျရင်မကြောင်သွားပါနဲ့နော်ကြိုက်တဲ့အမှတ်2မှတ်ရှာထည့်ပြီးတော့ရှာလို့ရပါတယ်x နေရာမှာထည့်ပြီးတော့ y ရှာလဲရတယ် y နေရာမှာထည့်ပြီးတော့ x ရှာလဲရတယ်ဒါပေမဲ့တခုသတိထားမှာလေ teacher တို့ exam မှာမေးတဲ့ equation လေးတွေကကြာဒီလိုမျိုးရိုးရှင်းမနေဘူးကွာတခါလေကြာရင် teacher တို့အပိုင်းကိန်းထွက်အောင်လို့ဗီဒီရေးပဲအရှိကမြောက်ပေါ်ကိန်းတွေကရှုပ်နေအောင်ပေးတတ်တာမျိုးရှိတယ်ဥပမာ teacher တို့အဲ့နေရာမှာ1ထည့်ပြီးတော့ရှင်းလိုက်တဲ့အခါကျရင် y တန်ဖိုးကြီးကအပိုင်းကိန်းထွက်နေရမျိုးရှိတယ်အဲ့ခါကျရင် teacher တို့ကအပိုင်းကိန်းထွက်နေတော့အမှတ်ကကွက်တိချလို့မရတော့ဘူးလေနော်အဲ့လိုမျိုးဆိုရင်ကိုကကွက်တိဖြစ်တဲ့အမှတ်ကိုစဉ်းစားပြီးတော့ထပ်ရှာပေးရမယ်အဲ့လိုအပိုင်းကိန်းထွက်နေအောင်မှန်းပြီးတော့ချလိုက်မယ်ဆိုပြီးတော့လုပ်လို့မရဘူးကွက်တိဖြစ်တဲ့အမှတ်ကိုရှာပေးရမယ်အဲ့ဒါလေးတစ်ခုသတိထားပေးမယ်နော်ဆိုတော့ဒါလေးမှတ်ထားပါမယ်ဒီဆိုတော့အဲ့ဒီသဘောတရားကိုသုံးပြီးတော့မှ teacher ကနောက်ထပ်ဘယ်လိုမျိုးပုဒ်စာလေးတွက်လို့ရသေးလဲဆိုရင်ဒီပုဒ်စာလေးကြည့်ကြည့်အောင် channel တူတူဆိုဒီမှာဆိုရင် teacher တို့ point A ကတဲ့အမှတ်5, minus 6မှာရှိပါတယ်တဲ့ The graph of which of the following equation passes through point A အောက်ကပေးရတဲ့ဒီ line 3ခုမှာပေါ့နော်ဘယ် line ကတဲ့ဒီ point A ကိုဖြတ်သွားလဲဆိုတော့အဓိပ္ပာယ်ကဖြတ်သွားလဲဆိုတာက teacher တို့အဲ့ line ပေါ်မှာဒီအမှတ်ရှိလားလို့မေးတာဒါဆိုဘယ်လိုသိနိုင်မလဲခုနဆိုရင်က teacher တို့က equation တစ်ကြောင်းထဲမှာဒီအမှတ်ရှိမရှိသိချင် x နေရာမှာ5ထည့်လိုက်ရင် y တန်ဖိုးက -6 ထွက်ရမယ်မဟုတ်ဘူးလားအဲ့ line ပေါ်မှာရှိနေရဆိုရင်တကယ်လို့ teacher တို့က y နေရာမှာ-6ထည့်လိုက်ရင် x တန်ဖိုးက5ထွက်ရမယ်ဆိုတော့ဘာလို့ကြည့်မလဲဆိုရင်အလွယ်မှတ်ထားနှုတ်မှတ်ထားပြီးလို့ရတာက teacher တို့ကအစားထိုးကြည့်မယ် line တစ် line ပေါ်မှာ teacher တို့အမှတ်ရှိမရှိသိချင်ရင်အစားသွင်းကြည့်မယ်အဲ့ဒါလေးကိုနှုတ်မှတ်ထားလို့ရရင်နော်ဆိုတော့ဘယ်လိုမျိုးစားသွင်းကြည့်မလဲဆိုရင်ပေးရတဲ့ teacher တို့ point A ရဲ့အမှတ်က5, -6ဒါဆိုအဓိပ္ပာယ်က x တန်ဖိုးက5 y တန်ဖိုးက-6ဒါဆိုရင်တို့တွေကဒီ equation တစ်ခုချင်းစီမှာ x နေရာမှာ5ထည့်ကြည့်လိုက်လို့မှ y တန်ဖိုး-6ထွက်တာကိုလိုက်ရှာရမယ်ဒါမှမဟုတ် y နေရာမှာ-6ထည့်လိုက်လို့မှ x နေရာမှာ5ထွက်တာကိုလိုက်ရှာရမယ်
ဒါမှမဟုတ် teacher တို့ x ကို y ကိုနှစ်ဖက်လုံးကိုထည့်ကြည့်ပြီးတော့မှ equation ညီမညီရှာရမယ်ဆိုဒီမှာ teacher နဲ့တူရှာကြည့်အောင်နံပါတ်1မှာ teacher က x နေရာမှာဒီ x နေရာမှာဒီက5ကိုထည့်ကြည့်မယ်အဲ့တော့ဒီက x နေရာမှာ teacher က5ထည့်ကြည့်မယ်အပေါင်း18ဒါဆိုရင် -25 plus 18ဆိုတော့ teacher ရဲ့အဖြေက -7ဒါဆိုရင်တနည်းအားဖြင့်ကွာ teacher ကအခုဒီမှာ x နေရာမှာ5ထည့်လိုက်တယ် y တန်ဖိုးက -7ထွက်တယ်ဆိုတော့ teacher တို့အခုရှာတဲ့အမှတ်နဲ့မကိုက်ဘူးဒါဆိုရင်ဒီ question မှာဒီအမှတ်ကမရှိဘူးတဲ့မှားတယ်ဒါဆိုရင်နံပါတ်2အဲ့လိုပဲ y equal to -4 ဒီ x နေရာမှာ5ထည့်ကြည့်မယ်အပေါင်း14 so -20 plus 14 equal to -6ဒါဆိုရင် teacher က x နေရာမှာ5ထည့်လိုက်လို့ y တန်ဖိုး-6ထွက်တယ်ဆိုတော့အခု teacher တို့ရှာတဲ့အမှတ်နဲ့ကိုက်တယ်ပေါ့နော်ဒါဆိုရင်မှန်တယ်နံပါတ်3လေးပါတစ်ခါထည့်ကြည့်မယ်ပေါ့နော် y equal to -2 ဒီ x နေရာမှာ5ထည့်ကြည့်မယ်-13ဒါဆိုရင် teacher တို့-10 -13 equal to ဆိုတော့ -23 အဲ့ဆိုရင် x နေရာမှာ5ထည့်လိုက်လို့ y တန်ဖိုးက-23ထွက်တယ်ဆိုတော့ teacher တို့ရှာခိုင်းတဲ့အမှတ်နဲ့မကိုက်ဘူးဆိုတော့အဖြေကတစ်ခုတည်းနဲ့ဒီလိုမျိုးပုံစံလေးလည်း exam မှာမေးတတ်ပါတယ်เนาะဆိုတော့တွက်ကြည့်ပါမယ်ဒါဆိုရင် teacher တို့နောက် topic လေးကိုနောက်ရက်ဒီ session ပြပေးပါမယ်เนาะအားလုံးပဲ bye bye ပါ